ဒါဗီဒီယိုထဲကရှင်းပြလာတဲ့ဥပမာလေးတွေပါတော်တော်လေးရှင်းပါတယ်ဟုတ်တယ်injector ရဲ့အလွတ်လွတ်ပုံကအစမှာတော့နည်းနည်းလေးရှုပ်နေတယ်လို့ထင်ရနိုင်တယ်လေဒါပေမဲ့ရှင်းရှင်းလင်းလင်းဥပမာလေးနဲ့တွေးကြည့်လိုက်ပို့လွယ်တယ်သူ့ရဲ့ပါကုန်လေစွမ်းအင်ကိုတန်လိုက်စက်ကွန်း magnetic field ပုံစံနဲ့ဘယ်လိုတိုးလောင်းလဲဆိုတာမျိုးအဲ့ဒါတွေသဘောပေါက်သွားမှာဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတော့ inductor ဆိုတာဘာလဲသူဘယ်လိုအလုပ်လုပ်တယ်လဲသူရဲ့အခြေခံသဘောတရားတွေနဲ့လက်တွေ့မှာဘယ်လိုအသုံးဝင်နေတယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းသိသွားဖို့ပါပဲကောင်းပါပြီဒါဆိုရင်ဆက်လိုက်ကြတာအောင်အရင်ဆိုပါတော့ inductor ဆိုတာဘာလဲဆိုတာ ਨੇ စကြည့်အောင် electronic PC တွေထဲမှာလေတော်တော်လေးမမြင်နိုင်တဲ့စွမ်းတစ်ခုရှိတယ်စဉ်းစားကြည့် power မပေးထားဘဲနဲ့မီးသူတစ်လုံးကိုလင်းသွားအောင်လုပ်နိုင်တယ်ဆိုရင်ဟုတ်တယ်အဲ့ဒါဖြစ်နိုင်ပါတယ်ဒီနေ့မှာတော့အဲ့လိုလုပ်နိုင်တဲ့ inductor လို့ခေါ်တဲ့ PC လေးရဲ့လျှို့ဝှက်ချက်ကိုအတူတူဖော်ထုတ်ကြည့်ကြရအောင်အခြေခံဆုံးပြောရင်သူက wire ကြိုးကိုဥတိုင်းခေါ်ပေါ်တစ်ခုခုပေါ်မှာခွဲပြီးပတ်ထားတဲ့အစိပ်ပိုင်းတစ်ခုပဲဟုတ်တယ်သူ့တဲ့ကိုလက်ရှိကြောင်းဖြတ်ရှိသွားတဲ့အခါစွမ်းအင်ကိုတန်လိုက်ဆက်ကွင်းအဖြစ်ခဏတိုးလောင်ထားနိုင်မယ်အဲ့လိုရေးချင်းမျိုးသိကြပါတယ်အဲ့ဒီလိုတိုးလောင်ထားတဲ့စွမ်းအင်ကိုရက်လက်စီးကြောင်းပြောင်းလဲသွားတဲ့အခါမျိုးမှာပြန်ပြီးထုတ်လွှတ်ပေးနိုင်တဲ့တတိလည်းရှိတယ်အဲ့ဒါကသူ့ရဲ့အဓိကအလုပ်လုပ်ပုံပဲပုံမှန်အဖြစ်သူ့ရဲ့သင်္ကေတကိုစာခေတ်ပုံထဲမှာတွေ့ရတတ်ပါတယ်လေကိုဥတိုင်းအဖြစ်သုံးတဲ့ air core inductor အတွက်သင်္ကေတရှိတယ်တန်ကိုဥတိုင်းအဖြစ်သုံးတဲ့ iron core ပေါ့ဒါကတော့တန်လိုက်ဆက်ကွင်းကိုပိုအောင်ကောင်းစေတယ်လေနောက် ferrite လို့ခေါ်တဲ့တန်လိုက်ကွန်တတိရှိတဲ့ကြွေထားဖြစ်စီကိုဥတိုင်းအဖြစ်သုံးတာဒါက frequency မြင့်တဲ့နေရာတွေမှာပိုအသုံးဝင်တယ်ပြီးတော့တန်ဖိုးကိုချိန်ညွှပြောင်းလဲလို့ရတဲ့ variable inductor ဆိုတာမျိုးအဲ့လိုသင်္ကေတပုံစံမျိုးရှိတတ်ပါတယ်ပလန်တစ်ခုရှိတယ်ပုံမှန်တိုင်းပါပဲဒါပေမဲ့ဘက်ထရီကိုဖျောက်ချလိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတာကိုကြားကြည့်နော်ဟောတွေ့လားမီဒီလေးကခဏလေးဖြတ်ခနဲ့လင်းသွားတယ်ဒါဘလို့ဖြစ်နိုင်မှာလဲပါဝါမရှိတော့ဘူးလေအဲ့ဒီစွမ်းရင်ကဘဲကရောက်လာတာလေတော်တော်လေးကိုအန်အိုးစရာကောင်းတယ်မေးခွန်းမှန်နော်โอเคဒီလစ်စစ်ရဲ့ပဟေဒီကိုဖြည့်ရှင်းဖို့အတွက်လေကျွန်တော်တို့ရိုးရှင်းတဲ့ဥပမာလေးတစ်ခုကိုသုံးကြည့်အောင်ရေစီချောင်း system တစ်ခုကိုဥပမာဖိပြီးရှင်းပြမယ်ဒီဥပမာလေးကအရာအလုံးကိုရှင်းရှင်းလင်းလင်းမြင်သာသွားစေမှာပါကဲစိတ်ထဲမှာမြင်အောင်ကြည့်လိုက်နော်ရေဆော့ဆက်တစ်ခုရှိတယ်အဲ့ဒါကိုပိုက်လိုင်းနေနဲ့ဆက်ထားတယ်အဲ့ဒီပိုက်လိုင်းတွေထဲကတစ်ခုမှကြတော့အလွန်လေးလံနေရေတဝိုင်းကြီးတွေကိုတွက်ထားတယ်လို့စဉ်းစားကြည့်လိုက်ဟုတ်ပြီဒီစနစ်လေးနာပဲကျွန်တော်ရဲ့လက်စစ်ပတ်လာမှာဘာတွေဖြစ်နေလဲဆိုတာကိုနားလည်ဖို့အဓိကတော့ချက်ထည့်လာမှာပါကဲဒီမှာဘာဖြစ်လဲစကြည့်အောင်နော်ရေဆော့ဆက်ကိုဖွင့်လိုက်ပြီအစားပိုင်းမှာရေကလေးလံတဲ့တာပိုင်းကြီးကိုရှောင်ပြီးတော့လမ်းချင်းလေးဘက်ကနေပဲ꿰ပြီးစီးသွားတယ်ဒါပေမဲ့ဖီးအားကဆက်ရှိနေတော့အဲ့ဒီလေးလံတဲ့တာပိုင်းကြီးကဖြည်းဖြည်းနဲ့လဲပတ်လာပြီးအချိန်ရလာရောအချိန်ပြည့်ဝသွားတဲ့ခါကျတော့ရေစီးချောင်းကိုတိတ်မတရှိတော့ဘူးအခုစိတ်ဝင်စားစရာကောင်းတာကရေစုပ်ဆက်ကိုပိတ်လိုက်တဲ့အချိန်ပိတ်လိုက်ပေမဲ့တာပိုင်းကြီးကသူ့အချိန်နဲ့သူဆက်လန်နေတော့ပဲအဲ့ဒီအချိန်ကြောင့်ရေတွေကိုခဏလောက်ရှေ့ကိုဆက်ပြီးတွင်းပို့ပေးနေတယ်အဓိကအချက်ကဘာလဲဆိုတော့တာပိုင်းရဲ့အဟုန်ကရေစီးချောင်းရဲ့ပြောင်းလဲမှုကိုအစမှရောအဆုံးမှတော့ခုခတ်နေတာပဲကဲအခုမှတကယ်စိတ်ဝင်စားစရာကောင်းတဲ့အပိုင်းကိုရောက်လာတယ်ဒီရေတာပိုင်းဥပမာကိုကျွန်တော်တို့ရဲ့လက်စပတ်လန်းရဲ့ဘလို့များချိတ်ဆက်လို့ရမလဲကြည့်လိုက်ကြအောင်ဒီမှာရှင်းလေးပဲရေစုပ်ဆက်စရာကဘက်ထရီလိုပဲရေစီးဖို့တွားပေးတာလေပိတ်ချင်းလေးကကြတော့မီးသီးလိုပဲခောက်ခန့်အား resistor ပေါ့အရေးကြီးဆုံးကတော့အဲ့ဒီလေလံတဲ့တာပိုင်းကြီးအဲ့ဒါက inductor ပဲသူ့ရဲ့အလုတ်လုတ်ပုံကိုအလွယ်ဆုံးနားလည်အောင်အဲ့ဒီဗီဒီယိုထဲမှာရေစစ်နဲ့တစ်ခုနဲ့ဥမာပေးထားတာတော်တော်လေးကောင်းနေနော်သူရှင်းပြပုံရဆိုရင်ရေစုပ်ဆက်တစ်ခုရှိတယ်ဒါကိုဘက်ထရီဒါမှမဟုတ် power source လို့တပိုးထားပေါ့ပြီးတော့ရေပိုက်လိုင်းတွေဒါက wire ဒိုးတွေပေါ့အဲ့ဒီရေပိုက်လိုင်းကိုလက်နှစ်ခုခွဲထားလိုက်တယ်အတိချပါပဲအဲ့ဒီလက်နှစ်ခုတွေကတစ်ခုကတော့ရေစီးကိုနည်းနည်းလေးအဟန့်တာဖြစ်အောင်စီးရတာခက်အောင်ပိုက်အချင်းကိုနည်းနည်းကျင်းထားလိုက်တယ်ဒါကလက်စစ်ပက်လန်တွေက resistor ခုခံမှုဒါမှမဟုတ်အလုတ်လုတ်ပေးရမယ် load ဥမာမီတီလိုမျိုးပေါ့နောက်လန်ခွဲတစ်ခုမှာတော့တော်တော်လေးလန်တဲ့ရေတာပိုင်း water turbine တစ်ခုကိုတက်ဆင်ထားတယ်ဒီလေးလံတဲ့ရေတာပိုင်းကပဲ inductor ရဲ့အလုတ်လုတ်ပုံကိုကိုစားပြုတော့မှာဟုတ်ပြီဒီပုံစံလေးကိုဆက်ပြီးမြင်အောင်ကြည့်ကြမယ်ရေစုပ်ဆက်ကိုစောက်ဖွင့်လိုက်ပြီရေတွေဟူးခနဲ့စီးထွက်လာတယ်
လန်ခွဲနေရာကိုရောက်တဲ့အခါရေကလမ်းကြောင်းနှစ်ခုလုံးကိုတွားဖို့ကြိုးစားမှာပဲဒါပေမဲ့ပြဿနာကရေတာပိုင်းကအရန်လေးနေတော့ရွတ်တရက်ကြည့်လဲပတ်မလာနိုင်ဘူးသူ့မှာအနာရှာရှိနေတာကို ဟုတ်တယ်အဲ့ဒါကြောင့်အစားပိုင်းမှာရည်ရများစုကတာပိုင်လမ်းကြောင်းကိုလွယ်မဖြတ်နိုင်ဘူးခုနကပြောတဲ့ပိုက်ခေါင်းချင်းလေး resistant လမ်းကြောင်းတွေကပဲအတင်းတိုးဝေပြီးစီးဖားကြရတယ်အဲ့လိုကို ဒါကတကယ်ချက်ပဲဒါပေမဲ့ရေစီးရဲ့အဆက်မပြတ်တွန်းကန်အားကြောင့်အဲ့ဒီလီလန်တဲ့တာပိုင်ကတဖြည်းဖြည်းနဲ့လဲပတ်လာတယ်သူ့ရဲ့အနာရှာကိုကြော်လွှားပြီးဆက်လဲပြီးဆိုတာနဲ့သူ့ရဲ့လေဘနုံကတဖြည်းဖြည်းမြင်လာတော့ဒီလိုမြင်လဲလာတာနဲ့အမျှတာပိုင်ကရေစီးကြောင်းကိုအဆလိုတင်းခံပြီးခုခံမနေတော့ဘူးရေစီးတာပိုလွဲလာတယ်ဒီနေရာမှာအဓိကအချက်ကတော့တာပိုင်ရဲ့ထိရောက်တဲ့ခုခံမှုကရောကျသွားပြီးရေစီးကြောင်းကတာပိုင်လိုင်းကြောင်းကနေပိုပြီးလွတ်လပ်လပ်စီးဆင်းသွားနိုင်တော့တာပဲအဲ့ဒီအခါပိုက်ခေါင်းချင်းလေးသက်ဒီတာပိုင်လိုင်းကြောင်းကရေစီးဖို့ပိုကောင်းသွားတာ ဟုတ်ပြီဒီထိရှင်းပါတယ်အခုပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အပိုင်းကရေစုပ်ဆက်ကိုရုတ်တရက်ကြီးပိတ်လိုက်တဲ့အခါဘာဆက်ဖြစ်မလဲဆိုတာပဲရေစုပ်ဆက်ကရေဆက်မတွန်းတော့ဘူးဒါပေမဲ့အရှင်ကောင်းနဲ့လဲနေတဲ့တာပိုင်ကသူ့မှာရှိတဲ့အရှင်အနာရှာကြောင့်ချက်ချင်းရက်မတွားဘူး မှန်ပါတယ်သူကဆက်လဲနေတော့မယ် ဟုတ်အဲ့လိုဆက်လဲနေရင်နဲ့သူနဲ့ထိနေတဲ့ရေတွေကိုရှေ့ကိုဆက်ပြီးတွန်းပေါ်နေတော့မယ် ဒါ inductor ရဲ့အဓိကလက္ခဏာကိုပြတဲ့အချက်ပဲအဲ့ဒီအချိန်မှာတာပိုင်ကရေစုပ်ဆက်အသေးလေးတကူလို့ခဏလာပြောင်းပြီးအလုပ်လုပ်သွားတယ်သူကရေတွေကိုဆက်တွင်းနေပေမဲ့မူလရေစုပ်ဆက်ကရက်သွားပြီဆိုတော့အဲ့ဒီရေတွေကနောက်ပြန်သွားလို့မရဘူးလေအဲ့ဒီအခါခုနကအစာပိုင်းမှာရေသိမ့်မစီနိုင်ခဲ့တဲ့ပိုက်ခေါင်းချင်းလေး resistant ပဲနော်ရှိတဲ့လမ်းကြောင်းတွေကနေဖြတ်ပြီးရေတွေကိုအတင်းပြန်တွန်းထုတ်ပြတယ်တာပိုင်မှာတိုလွန်ထားတဲ့ level မှုအရှင် rotational energy ကုန်သွားပြီးလုံးဝရက်သွားတဲ့အထိဒီဖြစ်စဉ်ကဆက်ဖြစ်နေမှာဒီရေတာပိုင်ရဲ့အပြုတ်မှုအထူးသဖြင့်ရေဆုပ်စိတ်ရက်သွားတဲ့အခါမှာတော့သူ့အရှင်နဲ့ရေကိုဆက်တွန်းပြတဲ့အပြုတ်မှုကလက်စစ်ပလန်တွေက inductor ရဲ့အလုပ်လုပ်ပုံနဲ့အလွန်ပဲဆင်တူပါလေ ဒီတဘောတရားကတော်တော်ရှင်းလင်းသွားပြီဒါဆိုရင်ဒီရေဥမမာကနေလက်စစ်ပလန်တဲ့ကိုဘလို့ပြန်ချိဆက်ကြည့်လို့ရမလဲဥပမာရခုပြောရရင်မီတီတလုံးဒါကခုနကပိုက်ခေါင်းချင်းလို့ resistance ပေါ့နော်နဲ့ inductor တစ်ခုကိုရှင်းတွဲ parallel ပုံစံတက်ဆင်ထားတယ်လို့မြင်အောင်ကြည့်ရအောင် ကောင်းပြီအဲ့ဒီပတ်လန်ကို power ဆက်ဖွင့်ဝင်ခြင်းမှာရေစီးချောင်းဥပမာလိုပဲ electron လို့ခေါ်တဲ့လက်စစ်အမှုလေးတွေက inductor ကိုဖြတ်စီးဖို့ကြိုးစားတဲ့မီဒီကိုဖြတ်စီးဖို့ပိုပြီးလွယ်ကူနေတာကိုတွေ့ရလိမ့်မယ်အချောင်းရင်းကတော့ inductor ထဲကိုလက်စီးစပြီးဝင်ရောက်တဲ့အခါသူ့ရဲ့ wire ခွေတွေပတ်လေးမှာတန်လိုက်ဆက်ကွင်းစတင်တိဆောက်ရတယ်ဒီလိုတန်လိုက်ဆက်ကွင်းတိဆောက်တဲ့ဖြစ်စဉ်ကိုယ်တိုင်ကဝင်လာတဲ့လက်စီးချောင်းကိုဆန့်ကျင်တဲ့ပေါ်အားတစ်ခုကိုပြန်ပြီးဖြစ်ပေါ်စေတယ်ဒါကို back EMF လို့ခေါ်တယ်ဒီ back EMF ကြောင့်အစပိုင်းမှာ inductor ကလက်စီးကိုချက်ချင်းဖြတ်ထန်းခွင့်ပဲပဲခုခါမှုများနေတယ်လို့အလုပ်လုပ်တယ်လေလံတဲ့တာပိုင်းစစ်စလေးချင်းခံနေတယ်လို့ပေါ့ အော်ဟုတ်ပြီဆိုတော့အစားမှာလက်စီကသူ့ကိုဖြတ်ဖို့ခက်နေတယ်ပေါ့ အဲ့လိုတဘောမျိုးပဲ ဒါဆိုရင်အချိန်နည်းနည်းကြာလာတာနဲ့အမျှဘာဆက်ဖြစ်မလဲ တန်လိုက်ဆက်ကွင်းကဖြည်းဖြည်းအားကောင်းလာပြီးတည်ငြိမ်သွားပြီဆိုရင် inductor ကလျှက်စီးချောင်းကိုပြန်ပြီးဆန့်ကျင်နေတဲ့ back EMF အနိတန်ကတိတိတာတာရောကြကွာတယ်ဒါကြောင့်သူ့ရဲ့ထိရောက်တဲ့ခုခံမှု effective resistance ကလည်းကျဆင်းလာပြီ electronic ကမီဒီလမ်းကြောင်းထက် inductor လမ်းကြောင်းကနေပိုပြီးများလွယ်ကူကူစီးဆင်းလာကြတယ်အဆုံးမှာတော့ inductor ကတာမန်ဝါယာကြောခွေတစ်ခုလိုဖြစ်သွားပြီးသူ့ရဲ့ခုခံမှုကအလွန်နီးပါးသွားတဲ့ပြက်လက်စီအများစုကသူ့စီကပဲဖြတ်စီးသွားတယ် အဲ့ဒီအခါမီတီစီကိုလျှက်စီးစီးဆင်းတာအရန်နဲသွားလို့မီတီကအဖြစ်ဖြစ်မိန်သွားတာဒါမှမဟုတ်လုံးဝငိမ့်သွားတာမျိုးအထိဖြစ်သွားနိုင်တယ်ပေါ့ ဒီနေ့ရေဆက်တွန်းတယ်လို့မျိုးပဲ inductor ကလည်းသူ့မှာဒီဆောက်ကြည့်တာတန်လိုက်ဆက်ကွင်းကိုချက်ချင်းကြီးပျောက်ကွယ်သွားစေခြင်းစိတ်မရှိဘူးဆက်ပြီးထိန်းထားခြင်းတယ်လေဒါပေမဲ့ပါဝါပိတ်လိုက်လို့မူလလက်စီရက်သွားတဲ့အခါတန်လိုက်ဆက်ကွင်းကလည်းတီးမြဲနေလို့မရတော့ပဲမလွဲမရှောင်တာပြိုကွဲရတော့တယ်အဲ့လိုတန်လိုက်ဆက်ကွင်းပြိုကွဲသွားတဲ့အခါမှာတိုလောင်ထဲတဲ့စွမ်းရင် magnetic energy ကလက်စစ်စွမ်းရင် electrical energy ဖြစ်ပြန်ပြောင်းသွားပြီး electron တွေကိုတွန်းထုတ်လိုက်တယ်မူလပါဝါရင်းမြစ်လမ်းကြောင်းကပိတ်သွားပြီဖြစ်လို့အဲ့ဒီ electron တွေကသွားစရာလမ်းမရှိတော့ပဲခုနက mine နေတဲ့ဒါမှမဟုတ်ငြိမ့်နေတဲ့မီဒီကိုဖြတ်ပြီးစီးဆင်းသွားရတယ် ဟောဒါကြောင့်ပါဝါပိတ်လိုက်ပြီးမဲ့မီတီကခဏတာလေးဖြတ်ခနဲ့ပြန်လင်းလာပြီးမှတဖြည်းဖြည်းမိန်သွားပြီးငိမ့်သွားတာကိုတွေ့ရမှာပေါ့နော်ဒါက inductor ကတိုးလောင်ထားတဲ့စွမ်းအင်ကိုပြန်ထုတ်လွှတ်လိုက်တာပဲ ဟုတ်တယ်အဲ့ဒါပဲ ဒါဆို inductor ကစွမ်းအင်ကိုဘယ်လိုပုံစံနဲ့တိုးလောင်ထားတာလဲဆိုတာကိုနည်းနည်းလေးပိုပြီးတိတိကျကျပြောပြလို့ရမလား
ရိုးရိုးဝါယာကြိုးထုံတွေကိုရှက်စီဖြက်စီရင်သူ့ပတ်ပတ်လည်မှာတငိုင်းဆက်ကွင်းထစ်ပေါ်လာတယ်ဆိုတာအခြေခံလူ့ဘဝရပဲလေဒါကိုတလိုက်အိမ်မြောက်လေးတစ်ခုဝါယာကြိုးနားမှာထားပြီးရှက်စီကိုဖွင့်လိုက်ပိတ်လိုက်လုတ်ကြည့်ရင်အိမ်မြောက်လက်တန်းလုတ်ရှားသွားတာကိုကြည့်ပြီးသိနိုင်တယ်နော် တိကျပါတယ်အဲ့ဝါယာချိုးကိုဖြောင်းဖြောင်းတန်းတန်းထားတာတဲ့သူ့ကိုခွေလိုက်တဲ့အခါခွိုင်းပုံစံလွတ်လိုက်တဲ့အခါတလိုက်ဆက်ကွင်းကပို့ပြီးအားကောင်းလာပြီးစူးစီးသွားတယ်။ဘာကြောင့်လဲဆိုတော့ဝါယာခွေတပတ်ချင်းစီကထုတ်လုပ်တဲ့တင်းငယ်တဲ့တလိုက်ဆက်ကွင်းတွေကအချင်းချင်းပေါင်းဆက်ပြီးအားဖြည့်သွားလို့ပဲ။အပတ်အရေးအတွက်များလေလေတလိုက်ဆက်ကွင်းပိုပြင်းထန်လေပဲ။ဒီလိုစူးစီးနေတဲ့တလိုက်ဆက်ကွင်းတွေမှာစွမ်းအင်ကိုတိုးလောင်ထားတာဖြစ်ပါတယ်။လက်စင်းဆက်လက်စီးဆင်းနေတဲ့များကာလာဘလုံးဒီတလိုက်ဆက်ကွင်းကတီးရှိနေပြီးစွမ်းအင်ကိုတိုးလောင်ထားမယ်။လက်စည်းကိုရက်လိုက်တာနဲ့တလိုက်ဆက်ကွင်းကပြိုကွဲသွားပြီးတိုးလောင်ထားတဲ့စွမ်းအင်ကလက်စစ်စွမ်းအင်အဖြစ်ပြန်ပြောင်းသွားက electron တွေကိုတွန်းထိုးတာပဲ။ဒီဖြစ်စဉ်တွေအလုံးကအလွန်ပဲလျင်မြန်စွာမျက်စိတမိုက်လက်တပြက်အတွင်းမှာဖြစ်ပြနေတာပါ ဒီလက်စီကြောင်းရဲ့တဖြည်းဖြည်းတက်လာမှုပြီးတော့ power ပိတ်ရင်တဖြည်းဖြည်းကျဆင်းသွားမှုကို oscilloscope လို့ခေါ်တဲ့ကိရိယာနဲ့ကြည့်ရင်ပိုပြီးရှင်းရှင်းလင်းလင်းမြင်နိုင်တယ်လို့ဆိုတယ်။တာမန် resistor တစ်ခုကိုတိုင်းကြည့်ရင် power ဖွင့်လိုက်တာနဲ့လက်စီကချက်ချင်းအမြင့်ဆုံးကိုဒေါင်းလိုက်ထောင်းတက်သွားပြီး power ပိတ်လိုက်တာနဲ့ချက်ချင်းတုံးညားကိုဒေါင်းလိုက်ပြင်ကျသွားတာကိုတွေ့ရမယ် ။အမှန်ပါပဲ။ဒါပေမဲ့အင်တာတာပါဝင်တဲ့ပတ်လန်းကိုတိုင်းကြည့်တဲ့အခါတော့အဲ့လိုမဟုတ်တော့ဘူး။ power ဖွင့်လိုက်ရင်လက်စီကချက်ချင်းအမြင့်ဆုံးကိုမရောက်သေးပဲရစ်တပိုင်းဖြစ်ဖြစ်အရှင်ရလာလို့မျိုးဖြစ်ဖြစ်ချင်းတက်သွားတာကိုညင်းကွဲ cuff ပုံစံနဲ့တွေ့ရမယ်။အလားတူပဲ power ပိတ်လိုက်တဲ့အခါမှာလဲလက်စီကချက်ချင်းတုံးညာကိုကြာမတော့ပဲရစ်တပိုင်းရှင်နဲ့ဆက်လည်နေတယ်လို့ဖြစ်ဖြစ်ချင်းကြာဆင်းသွားတာကိုညင်းခွက် concave cuff ပုံစံနဲ့တွေ့ရမှာပါ။ဒါကအင်တာတာရဲ့လက်စီကြောင့်ပြောင်းလဲမှုကိုခုခံတားဆီးတဲ့သူ့ရဲ့အဓိကဂုဏ်သတ္တိကိုရှင်းရှင်းလင်းလင်းမြင်ပြသနေတာပဲ။သူ့ရဲ့ဒီဂုဏ်သတ္တိကိုတိုင်းတာတဲ့ unit ကတော့ Henry ပါ။သင်္ကေတအတုတ်ကောက်ကတော့ H ပေါ့ ဟုတ်ကဲ့ဒီ Henry H. Stanford ကဘယ်ချက်ဒီပေါ်မှာမူတည်နေလဲဗီဒီယိုထဲမှာပြောပါတာကတော့အဓိကအားဖြင့်ကျိုးအပတ်အရေးအတွက် number of turns များလေးလေး inductance Stanford H ကမြင့်လေးလေးပဲကျဆိုတယ် ။ဟုတ်ပါတယ်။အပတ်အရွယ်အတွက်အပြင်ဥတိုင်းကောရဲ့အမျိုးအစားနဲ့အရွယ်အစား၊ကွန်ရဲ့အရှည်နဲ့အချင်းစတဲ့အချက်တွေပေါ်မှာလည်းမူတည်ပါတယ်။ရေပွေးရအပြင် inductor tempo H မြင့်လေးလေးစွမ်းရင်ပိုပြီးတိုးလောင်နိုင်လေဖြစ်တယ်လို့တန်လိုက်စကွင့်တိဆောက်ဖို့နဲ့ပြိုကွဲဖို့အချိန်လည်းပိုပြီးကြာလေဖြစ်ပါတယ်။ အော်ဆိုလိုတာက H Stanford များရင်သူကရှစ်စီးပြောင်းတာကိုပို့ပြီးတော့အချိန်ဆွဲထားနိုင်တယ်ပေါ့ မှန်ပါတယ်ပိုပြီးခုထန်နိုင်တဲ့သဘောမျိုးပဲ inductor တွေက electronic ပစ္စည်းတွေထဲမှာပုံစံအမျိုးမျိုးနဲ့တွေ့ရတတ်တယ်အခြေခံတိစောပုံကတော့ဥတိုင်းတစ်ခုခုပုံမှာကျင်းနှံကြိုပတ်ထားတာပဲတချို့မျိုးစားတွေမှာဆိုရင်အပြင်ဘက်ကနေတတုအကာတစ်ခုနဲ့အုပ်ထားတာမျိုးတွေ့ရတယ်အဲ့ဒါကဘာအတွက်များလဲ အဲ့ဒီတတူကာရှီလင်းက inductor ကထုတ်လွှတ်လိုက်တဲ့တန်လိုက်စကွင်းကသူ့အနီးနားမှာရှိနေတဲ့တခြားအထီးအခိုက်မခံတဲ့ electronic စိတ်ပိုင်းတွေကိုတွားပြီးအနှုတ်ရှက်မဖြစ်စေဖို့ interfere မလုပ်အောင်ကာကွယ်ပေးထားတာပါအထူးသဖြင့် frequency မြင့်တဲ့ signal တွေနဲ့အလုပ်လုပ်တဲ့ပတ်လန်းဒီမှာဒါကအရေးကြီးရလေဒါပြင်ဥတိုင်းအမျိုးအစား core material ကလည်းအရေးကြီးရလေလေ echo ကရုပ်ရှင်ပြင်မဲ့ inductance နဲ့တဲ့တိုင်မုံ iron water core က inductance ပိုကောင်းစီပြီးစွမ်းအင်တိုးလောင်မှုကောင်းတယ် ferrite core ကတော့ချိန်လုံးအလွန်မြင့်တဲ့ high frequency အသုံးတွေမှာစွမ်းအင်ဆုံးရှုံးမှုနည်းအောင်ကူညီပေးတယ်ဒီလိုသူ့နေအောင်မြတ်သူတင့်တော်ရာကိုရွေးချက်အသုံးပြုကြတာပဲသေးကြပဲဒါကမှတ်ထားရမယ့်အရေးကြီးတဲ့ချက်ကွာဥပမာပြောရရင်လျှက်စစ်မော်တာတွေဆိုတာဝါယာကြိုးခွေကြီးအများကြီးနဲ့တိစောက်ထားတာ transformer ဆိုတာက coil နှစ်ခု primary နဲ့ secondary ကိုဥတိုင်းတစ်ခုပေါ်မှာပတ်ထားတာ relay ဆိုတာကလျှက်စစ်တန်လိုက် electromagnet effect coil ကိုသုံးပြီးခလုတ်ကိုဆွဲထိန်းပေးတာဒီပစ္စည်းတွေအားလုံးမှာအဓိကပါဝင်တဲ့အစိပ်ပိုက်က coil တွေပါဖြစ်တဲ့အတွက်သူတို့အားလုံးမှာ inductance ဆိုတဲ့ဂုဏ်သတ္တိရှိနေပါ ကောင်းပါပြီ inductor ရဲ့အခြေခံသဘောတရားတွေအလုံးလုံးပုံကြီးကိုတော်တော်လေးနားလည်သဘောပေါက်လာပြီဆိုတော့လက်တွေ့လောကမှာ inductor တွေကိုဘလို့နေရာတွေမှာသုံးချနေကြတယ်လဲဆိုတော့ဆက်ပြီးလေ့လာကြည့်အောင် အသုံးချတဲ့နေရာတွေကတော့တော်များပါတယ်အသုံးများဆုံးဥပမာတချို့ကိုပြောရင်တစ်ခုက boost converters ပေါ့ DC 4 အနေနဲ့လေးကိုလက်ခံပြီး inductor diode capacitor နဲ့ close switch တို့ကိုသုံးပြီးပုံမြင့်တဲ့ DC 4 အဖြစ်ပြောင်းပေးတဲ့ step up converter boost converter လို့ခေါ်တဲ့
power circuit တွေမှာ inductor ကစွမ်းအင်တိုးလောင်ပေးတဲ့အဓိကအစိတ်ပိုင်းဖြစ်မရှိဖြစ်လို့ဟုတ်တယ် အော်ဟုတ်ကဲ့ power supply နေမှာတုံးတာမျိုးပေါ့ ဟုတ်တယ်နောက်တစ်ခုက chokes လို့ခေါ်တာ chokes ဆိုတာကတော့လက်ရှိကြောင်းတွေကမလိုလားအပ်တဲ့ AC signal အစိတ်ပိုင်းလေး noise လို့ခေါ်တဲ့လက်စစ်စုရန်တန်တွေကိုတားဆီးဖို့သုံးတာသူက DC လက်စစ်ကိုတော့လွယ်ကူကူဖြတ်တန်းခွင့်ပြုပြီး AC လက်စီအထူးသဖြင့် frequency မြင့် AC ကိုတော့သူ့ရဲ့ inductance ကြောင့်ခုခံတားဆီးပေးတယ် power supply ဒီမှာလက်ရှိကြောင်းကိုချောမွေ့အောင် filter lock ကိုသုံးလေးရှိတယ်နောက်ပြီးတော့အတန်ပိုင်းဆိုင်ရာမှာဆိုရင် speaker စနစ်တွေမှာအတန်ရဲ့ကျဉ်နှုန်းတွေကိုသက်ဆိုင်ရာ speaker စီကိုပဲရောက်အောင်ခွဲခြားပေးတဲ့ crossover network တွေမှာသုံးတယ်ဥပမာ inductor က frequency မြင့်တဲ့အတန်တွေကိုတားဆီးပြီး frequency နိမ့်တဲ့အတန်တွေကိုလွယ်လွယ်ဖြတ်တန်းခွင့်ပေးတဲ့အတွက်သူ့ကိုကျဉ်နှုန်းနှိမ့်ပိုင်းထုတ်ပေးတဲ့ woofer speaker စီတွဲတဲ့လမ်းကြောင်းမှာထည့်သုံးတယ် capacitor ကတော့ပြောင်းပြန်လုပ်တယ်လी ဟုတ်ကဲ့ transformer ကတော့အဲ့ဒါလဲ inductor သဘောပဲလား ဟုတ်ပါတယ် transformers ပေါ့ဒါကတော့ inductor နှစ်ခုကိုအနီးကပ်ထားပြီးအလုံးလုံးခိုင်းတာပဲ coin တစ်ခု primary ကပြောင်းလဲနေတဲ့လျှက်စီးကြောင့်ပြောင်းလဲနေတဲ့တန်လိုက် set coin ထုတ်ပေးတယ်အဲ့ဒီတန်လိုက် set coin ကိုအနီးမှာရှိတဲ့နောက် coin တစ်ခု secondary ကလက်ခံရရှိပြီးသူ့ထဲမှာ volt အားဖြစ်ပေါ်စေတယ် coin အပတ်အရေးအတွက်အချိုးကိုပြောင်းလဲပေးတဲ့အားဖြင့် volt အားကိုမြင်နာနှိမ့်နာလုပ်လို့ရတယ်ဒါက inductor ရဲ့အခြေခံတန်လိုက် set coin သဘောတရားကိုအသုံးချထားတာပဲနောက်ဆုံးတစ်ခုကတော့ tune circuits လို့ခေါ်တာပေါ့ radio TV စတဲ့စက်တွေရဲ့ပစ္စည်းတွေမှာတတ်မှတ်ထားတဲ့ frequency တစ်ခုတည်းကိုပဲရွေးချယ်ဖမ်းယူဖို့ tuning အတွက် inductor နဲ့ capacitor ကိုပေါင်းစပ်ပြီးအသုံးချရတယ် ဟုတ်ကဲ့အတုံးချပုံတွေကတော်တော်ချေပြန့်တာပဲဒီနေ့ကျမတို့ဆွေးနွေးခဲ့တာတွေကိုအချင်းချုပ်ပြန်ကြည့်ရရင် inductor ဆိုတာလက်စီးကြောင်းဖြတ်တန်းစီးဆင်းတဲ့အခါစွမ်းအင်ကိုတန်လိုက်ဆက်ခွင့်အဖြစ်တိုးလောင်ပေးနိုင်တဲ့အစိတ်ပိုင်းတစ်ခုပေါ့သူရဲ့အရေးကြီးဆုံးလှုပ်ဆောင်ချက်ကတော့လက်စီးကြောင်းရုတ်တရက်ကြောင်းလဲမှုကိုခုခံတားဆီးပေးခြင်းပဲခုနကဆွေးနွေးခဲ့တဲ့လေးလံနဲ့ရေးတာပိုင်းဥပမာကသူ့ရဲ့ဒီအဓိကအလုံးလုံးပုံကိုမှတ်မိလွယ်အောင်ကူညီပေးနိုင်ခဲ့မယ်လို့မျှော်လင့်ပါတယ် ဒေချပေါက်ပါပဲသူက power supply တွေရဲ့တည်ငြိမ်မှုအတွက် signal တွေကိုစစ်ထုတ် filter ဖို့အတွက်စွမ်းအင်ကိုခိတတိုးလောင်ပြီးလိုအပ်ချိန်မှာပြန်သုံးဖို့အတွက် frequency တွေကိုရွေးချယ်ဖို့အတွက်စတဲ့ electronics ပစ္စည်းတိုင်းလိုမှမရှိမဖြစ်အရေးပါတဲ့အခန်းကဏ္ဍနဲ့ပါဝင်နေတာသူရဲ့အခြေခံသဘောတရားနဲ့အလုပ်လုပ်ပုံကိုနားလည်ထားခြင်းအပြင်ကျွန်တော်တို့နိုင်စင်သုံးနေတဲ့ motor တွေဘယ်လိုလဲပတ်တယ်ဖုန်းအားသွင်းတဲ့ adapter တွေဘယ်လိုအလုပ်လုပ်တယ် radio line တွေကိုဘယ်လိုဖမ်းယူရဲဆိုတာတွေကိုပို့ပြီးနည်းနားလည်လာစေမှာဖြစ်ပါတယ်ကောင်းပါပြီဒီနေ့ဆွေးနွေးမှုကိုအဆုံးမသက်ခင်မှာစဉ်းစားစရာအချက်လေးတစ်ခုချန်ထားခဲ့ခြင်းပါတယ်ဒီနေ့ကျမတို့အဓိကထားဆွေးနွေးခဲ့တဲ့ inductor ရဲ့အဓိကဂုဏ်သတ္တိကလက်စီးကြောင်း current ရဲ့ပြောင်းလဲမှုကိုခုခံတာ electronics မှာအလားတူအရေးပါတဲ့နောက်ထပ်အခြေခံအစိတ်ပိုင်းတစ်ခုဖြစ်တဲ့ capacitor ဆိုတာရှိသေးတယ်သူရဲ့အဓိကဂုဏ်သတ္တိကကြတော့ voltage ရဲ့ပြောင်းလဲမှုကိုခုခံတာ ဟုတ်တယ်တစ်ခုက current change ကိုနောက်တစ်ခုက voltage change ကိုခုခံတာ အဲ့လိုဆိုတော့ engineer တွေကဒီလိုတစ်ခုနဲ့တစ်ခုအပြုတ်မှုချင်းဆန့်ကျင်ဘက်လိုဖြစ်နေတဲ့အစိတ်ပိုင်းတစ်ခုကိုဘလို့ပါနဆောပေါင်းစပ်အထုံးဖြူပြီး list signal တွေကိုသူတို့လိုချင်တဲ့ပုံစံဖြစ်အောင်ဥပမာတချို့ frequency တွေကိုဖြတ်တန်းခွင့်ပြုပြီးတချို့ကိုတားဆီးတာမျိုး filtering ဒါမှမဟုတ် signal တွေကို line ပုံစံပြောင်းလဲတာမျိုး oscillating စတာတွေကိုဘလို့များဖန်တီးပုံသွင်းကြမလဲ အဲ့ဒါစိတ်ဝင်စားစရာပဲ inductor နဲ့ capacitor တို့ရဲ့အပြန်အလှန်ဆက်စပ်အလုပ်လုပ်ပုံ LC circuits လို့ခေါ်တာပေါ့အဲ့ဒါက electronics ပညာရပ်ရဲ့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့နယ်ပယ်တစ်ခုဖြစ်ပြီးဆက်လက်စူးစမ်းလေ့လာကြည့်ဖို့အလွန်ကောင်းတဲ့အချက်တစ်ခုဖြစ်မှာပါ